မင်္ဂလာပါကျမကအခုဒီဗီဒီယိုလေးမှာကျမနေ့စဉ်လုပ်ဖြစ်တဲ့အကြောင်းအရာလေးတွေကိုတရုတ်လိုမျိုးပြောပြချင်ပါတယ်အဲ့တော့ပထမရေးထားတာကနေ့စဉ်ဒိုင်ယာရီရေးခြင်းဒါဆိုရင်ကျမတို့ကနေ့စဉ်နေ့တိုင်းက每天လို့သုံးတယ်နော်每天ရေးတာက写每天写日记ဆိုလို့ရှိရင်ဒိုင်ယာရီကိုဆိုလိုချင်တာရမယ်နော်နောက်တစ်ခုလေးက10မိနစ်တရားထိုင်ခြင်းတရားထိုင်တာကိုကျမတို့ကတာကြော့လို့သုံးတယ်နော်တာကြော့10မိနစ်ဆိုတော့10分钟နောက်တစ်ခုလေးကနေ့စဉ်ရေ2လီတာတောက်ခြင်းဒါဆိုရင်ကျမတို့တောက်တာက2လီတာလို့ပြောတော့လီတာဒီ升လို့သုံးတယ်နော်喝2升水ရမယ်နော်နောက်တစ်ခုလေးက social media short သုံးတာဒါဆိုရင်ကျမတို့ short သုံးတာက少用လို့သုံးလို့ရတယ်少用 social media ဒီ社交软件လို့ပြောလို့ရတယ်เนาะနောက်တစ်ခုလေးက coffee short တောက်တယ်ဒါဆိုရင်少喝咖啡နောက်တစ်ခုလေးကအတင်းအဖျင်းနေရှော့ပြောတယ်ဒါဆိုရင်少说ကပြောတာเนาะ少说ဆိုရှော့ပြောမှာ少说八卦ဆိုလို့ရှိရင်အတင်းအဖျင်းတွေကိုပြောတာရမယ်เนาะတစ်ခုလေးကနေတိုင်းမနက်6နာရီအိပ်ရာထားတယ်ဆိုတော့早上မနက်6နာရီ6点起床ဆိုရင်ကျမတို့အိပ်ရာထားတာကိုသုံးတာလीเนาะရမယ်เนาะ